သက်ရှင်နိုင်တာဖြစ်တယ်ဟာလေလုယာဒီနေ့ဝန်ခံသွားတဲ့ရောက်စီတဲ့မှာဖျားရှင်သူကောင်းကြီးပေးပါစေဒီကနေ့ကျွန်တော်တို့ရဲ့ကိုခံရလွတ်မြောက်ခြင်းဒီမကပဲနဲ့ဒီကနေ့နောက်တမလွန်ဘဝအတွက်ပါဒီကနေ့လွတ်မြောက်ခြင်းပေးတော်ထိုဖျားရှင်ရဲ့နာမတော်ဒီကဘာဆက်ဆက်မင်္ဂလာရှိပါစေဒီကနေ့ရှင်ဦးမြတ်တာဖြစ်တဲ့ဒီကနေ့ကိုတော်ဖျားရဲ့မြတ်တာတော်ပဲဖြစ်တယ်ထိုယေရှုခရစ်တော်ရဲ့မြတ်တာတော်တွေကိုဒီကနေ့ပြန်လည်ပြီးတော့နှလုံးသွင်းလင်းနာအောင်မေးရဒီကနေ့ကိုရရှင်ပြတိုင်တော်ဘုံမှာပြုခဲ့တဲ့မြတ်တာတော်တွေဟာဒီကနေ့ကျွန်တော်တို့ရဲ့အနိုင်မဲ့သောမြတ်တာဖြစ်တဲ့အတွက်ဒီကနေ့ကိုရောရဲ့မြတ်တာတော်တစ်ဖက်သက်ချစ်တော်သူဒီနေ့အစင်မြတ်ထောင်ရချစ်တော်သူကိုပြန်လည်ပြီးတော့နှလုံးသွင်းလင်းတဲ့ကိုရောကိုအထံတော်ပေါင်းတဲ့သူ့ကိုချင်းကလင်းတဲ့ကိုကိုကြပါစို့ဒီကနေ့မိမိရဲ့နှလုံးသားတစ်ကောက်ဖွင့်လင်းတဲ့နှလုံးသားတစ်ကောက်ကိုဖွင့်လင်းတဲ့ရေကဲတော်သွန်လောင်းရနူးညံ့သောစိတ်နဲ့ဒီကနေ့ထိုဖျားကိုပြန်လည်ပြီးတော့သူ့ကိုချင်းကကြပါအောင်ဒီကနေ့အစင်မြဲတစ်ဖက်သက်ဘဝကနေထောင်ရချစ်ခဲ့တော့ထိုယေရှုဖျားရဲ့မြတ်တာတော်တွေကိုပြန်လည်ပြီးတော့နှလုံးသွင်းလင်းတဲ့ကိုကိုကြပါစို့ကိုရိုနာမချလုံးနေခြင်းနဲ့ကိုရိုဘုံတို့ချလုံးမြင်ခြင်းနဲ့ကျွန်တော်သိရှုတယ်ကိုရိုကြောင့်ပဲကိုရိုမရှိတဲ့ဘဝမှာကိုရိုမရှိတဲ့ဘဝအစကလေးတိုင်းတိတ်ပဲနေတဲ့ကိုရိုနာမှာတာရွေးနေရချင်းမရကိုရိုနာမှာကျွန်တော်ကိုရိုနာမှာကျွန်တော်နေခြင်းနဲ့ကိုရိုဘုံတို့ကျွန်တော်မြင်ခြင်းနဲ့ကျွန်တော်တရှူတယ်ကိုရိုကြောင့်ပဲကိုရိုမရှိတဲ့ကိုရိုရှိတဲ့ဘဝစကားလေးမတိတ်ပဲနေတဲ့ကိုရိုနာမှာတာရွေးနေစေပါကျွန်တော်ဘယ်ရနေမှာမလဲနိုင်ဘူးကိုရိုမြတ်တာကျွန်တော်အားရပတ်တာတွေထွေးဆုံးအလားပါဆုံးကိုရိုအားရတဲ့မှာတွေ့တော့သူကကျွန်တော်ကိုရွေးချယ်ခဲ့စီကဘယ်ရနေမလဲနိုင်ဘူးကိုရိုမြတ်တာကျွန်တော်အားရပတ်တာတွေထွေးဆုံးအလားပါဆုံးslow for you to get it our right toဒီနေ့နားလိုက်ပေါ်မှာသူ့လုံးခဲ့တဲ့အသွေးတော်ကိုမြတ်တာလုံးစုံလို့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာပြန်လည်ပြီးတော့အသစ်တစ်ပံစစ်ခြင်းနဲ့ကိုရောရဲ့မြတ်တာတော်ကိုပြန်လည်ပြီးတော့အောက်မေ့နေတဲ့ကိုယ်ကိုကြပါစို့အစနဲ့ပြန်ချင်းမရကိုရိုနာမှာကိုရိုနာမှာချောင်းနေခြင်းကိုရိုဘုံတို့ချောင်းနေခြင်းကျွန်တော်ရဲ့တက်ရှူတိုင်းမှာကျွန်တော်တက်ရှူကိုရိုကြောင့်ပဲဖြစ်တယ်ကိုရိုကြောင့်ပဲကိုရိုမရှိတဲ့ဘဝဟာကိုရိုမရှိတဲ့ဘဝစက္ကန့်တိုင်းဟာကျွန်တော်တို့အတွက်စက္ကန့်လေးတိုင်းတိတ်ပဲမယ်ဒါကြောင့်ကိုရိုရဲ့နာမကိုရိုနာအစင်ရဲ့ပြန်ချင်းမရအောင်နောက်တစ်ခါတော့ကိုရိုနာမှာကိုရိုနာမှာကျွန်တော်နေခြင်းနဲ့ကိုရိုဘုံတို့ကျွန်တော်နေခြင်းနဲ့ကျွန်တော်သက်ရှူတယ်ကိုရိုကြောင့်ပဲကိုရိုရှိတဲ့ဘဝစကားလေးတိုင်းတိတ်ပဲနေတဲ့ကိုရိုနာဘေးရနေမှာ
တော်မြတ်တာ ကိုမြတ်တာတော့ရှင်လက်မြောက်လေးနဲ့ကိုမရ ကျွန်တော်အားရပတ်ထားတာနှွေထွေးစိုးအလားပါဆုံး ဘုရောကာ ဘုရောကာရတမတွေ့တော့သူကကျွန်တော်ကိုရွေးချယ်ခဲ့သည် ချွေးချော်ရောက်ဖေးရနေမှာ နေမမလဲနိုင်ဘူးဘုရောမြတ်တာကျွန်တော်အားရပတ်ထားတာနှွေထွေးစိုးအလားပါဆုံး လာပါဆို ကာရတမတွေ့တော့သူကကျွန်တော်ကိုရွေးချယ် နောက် ခဲ့ ဆုံး သည် ခေါက်တော့ဖေးရနေမှာ နေမမလဲနိုင်ဘူးဘုရောမြတ်တာကျွန်တော်အားရပတ်ထားတာနှွေထွေးစိုးအလားပါဆုံး ဟာလေလုယာ ဘုရောကာရတမတွေ့တော့သူကကျွန်တော်ကိုရွေးချယ်ခဲ့သည်ထာဝရချစ်ပါ ယေရှုပြရတယ်နေမဆုံးလင်တော်သားတို့သမီးတို့ကိုအမိဝမ်းစင်မှာဒီနေ့ပရိသေတရေကအပြင်ကျွန်တော်ကျမတို့ကိုချစ်တော်မူသောဖခင်ဒီကနေ့ကိုရောရဲ့မေတ္တာတော်နဲ့အစဉ်မြဲလွှမ်းခြုံတော်ဖခင်ဒီကနေ့ကိုရောရဲ့မေတ္တာတော်ကိုပြန်လိုက်ပြီးတော့နှလုံးသွင်းလင်းနဲ့ဆင်ခြင်အောင်ဝေခွင့်ရသောကြောင့်ကျေးဇူးတော်ချီးမွမ်းကြပါလေပါဒီကနေ့အေဒီဥယျာဉ်ထဲမှာလူသားဖြစ်တဲ့အာရနဲ့အေဝါကိုရောရဲ့နှုတ်ကပတ်တော်ကိုရောရဲ့အတန်တော်နားမထောင်ခြင်းအပြင်ဒီကနေ့ကိုရောရဲ့မေတ္တာတော်နဲ့ဝေးကွာစေခဲ့တယ်လို့ပဲထိုနည်း၎င်းပဲဒီကနေ့ဣသရေလလူတွေရဲ့ပထမဆုံးရှင်ဘုရင်ဖြစ်တဲ့ရှောလူရဲ့အသက်တာမှာလဲကိုရောရှင်ပြတ်ကိုလည်းချီးမြှောက်ခဲ့သောရှင်ဘုရင်ကြီးဖြစ်တော်ညာလဲဒီကနေ့ရှင်ပူဇော်ခြင်းအမှုကိုသူကိုယ်တိုင်ဂျိဘရာဟိမဖြစ်တဲ့ရှာမွေလာကိုမဆောင်မဲနဲ့သူကိုယ်တိုင်ဝတ်ပြုတဲ့ခါမှာဒီကနေ့နားမထောင်ခြင်းအပြင်ဒီကနေ့ခမဲတော်ဖျားရဲ့မေတ္တာတော်နဲ့ထပ်၍ဝေးကွာစေခဲ့တယ်ဒီကနေ့တပတ်တိချမ်းပြန်ရောက်တဲ့ခါမှာတမန်တော်12ယောက်ထဲမှာသခင်ယေရှုဖျားနဲ့အစဉ်မြဲသွားလာခဲ့တဲ့ယူဒရှခရုရဲ့တက်တာမှာလဲယေရှုဖျားနဲ့သူတကွရှိတော်များလဲလူသားချင်းနီးတော်များလဲနှလုံးသားမနီးတဲ့ခါမှာကိုကြီးကြီးအဖြစ်ဒီကနေ့ပြန်လည်ပြီးတော့ခမဲတော်ဖျားရှင်မှာကြာဆုံးခဲ့တယ်ဒီကနေ့စင်ချင်ရအောင်ဒီကောင်မောင်တို့ရရှိတဲ့ချိန်တိုင်းလေးမှာချီးမွမ်းခြင်းကိုယ်ဝေခြင်းတတ်မဖြစ်စေဘဲနဲ့ကျွန်တော်တို့ရဲ့နှလုံးသားတစ်ခုကိုဖွင့်လင်းတဲ့ပြန်လည်ပြောစမ်းစီရအောင်ကျွန်တော်တို့ရဲ့တက်တာမှာလည်းဘယ်နေရာမှာဘယ်ကဏ္ဍမှာဘယ်အမှုရာမှာကိုလိုဖျားရဲ့မေတ္တာတော်နဲ့ကျွန်တော်တို့ကကိုယ်အဝေးခဲ့ပြီလဲဆိုပြီးတော့ပြန်လည်ပြောစင်ခြင်းအောင်မရဒီကနေ့ဘယ်အရာတွေကအယက်တင်စာအဖြစ်လားတော့မဟုတ်ဘယ်အရာတွေကကျွန်တော်တို့ဆွေးချနေတယ်လဲဒီနေ့လူသားဖြစ်တဲ့ကျွန်တော်တို့မတတ်နိုင်ပါဘူးဒီကောင်မောင်တို့ဆိုတတ်နိုင်တော့ယေရှုဖျားစီပြန်လာပြီးကိုဝင်လင်းတဲ့ကိုဝင်ချင်းကလေးနဲ့ကိုတော့ပြန်လာပြီးတော့ကိုတော့ဥဆောင်ပါကိုတော့ကျွန်မမတတ်နိုင်ပါဘူးကိုတော့ရှင်ဖျားကျွန်တော်တို့ရဲ့မလှုပ်ဆောင်နိုင်တဲ့အရာကိုကိုတော့ဒီကနေ့ကိုတော့ဖျားရဲ့ဝေးကွာခဲ့တဲ့အမှုရာတွေထဲကကျွန်တော်တို့ပြန်လာပြီးတော့ဆွေးခေါ်တော်မူပါဆိုပြီးတော့ပြန်လာပြီးတော့တစ်ပတ်ဆက်ကရဒီကနေ့ကိုရရှင်ပြလို့ရှင်တဲ့အသက်တာကြာရှုံးသောအသက်တာမဟုတ်ဘဲနဲ့ဒီကနေ့ကြာရှုံးခြင်းတွေကနေပြန်လဲပြောလွတ်မြောက်စေခြင်းတော်ဖရားဖြစ်ပါတယ်။ထိုယေရှုဖျားတန်ပြန်လဲပြောသို့ဝင်ခြင်းကလည်းနဲ့ဒီကနေ့ဘေးရာနဲ့မှမလဲနိုင်တဲ့ကိုရောရဲ့မေတ္တာတော်ကိုကျွန်တော်တို့ပြန်လဲပြောကိုရောရဲ့မေတ္တာတော်တိုင်းတော်ထဲမှာလည်းပြန်လဲပြောသို့ဝင်ခြင်းကလည်းနဲ့ပြန်ကိုရကိုရောရဲ့မေတ္တာတော်ဘေးရာနေမှာဘေးရာနေမှာမလဲနိုင်ဘူးကိုရောမြတ်တာကျွန်တော်ရပတ်ထားတာတွေ့ထွေးဆုံးအ
အလားပါဆိုချီမယာကိုရောကားတဲ့ထမတွေ့တော့သူကကျွန်တော်ကိုရွေးချယ်ဘေးရနေမှာမတွေ့တော့သူကကျွန်တော်ကိုရွေးချယ်ခဲ့ခြင်းနောက်ဆုံးတစ်ခါလောက်ဘေးရနေမလဲနိုင်ဘူးကိုရောမြင်တာကျွန်တော်ရဲ့ပထမတွေ့ဆိုအလားပါဆိုကိုရောကားတဲ့ချက်မတွေ့ကိုကျွန်တော်ကိုရွေးချယ်ခဲ့ခြင်းကဒီကောင်မောင်တို့ဒီကနေ့မိမိရဲ့နှလုံးသားကိုပြန်လည်ပြောဆန်းစစ်ကြရအောင်ကျွန်တော်တို့မြေကြီးပေါ်မှာတက်ရှင်တဲ့ခါမှာအမှုမဲ့နဲ့ကျွန်တော်တို့တက်ရှင်ခဲ့သလားဆိုပြီးတော့ပြန်လည်ပြောကိုယ့်ရဲ့သက်တာကိုစမ်းစစ်ရအောင်ကိုလိုဖျားမနစ်တဲ့လမ်းပေါ်မှာကျွန်တော်တို့ရှောက်မိခဲ့တယ်ဆိုဒီကနေ့က2020ဒီဇင်ဘာလ10ဒီဇင်ဘာလဖြစ်တဲ့ဒီကနေ့ဆွေးဆိုတဲ့စကလုံးယေရှုဖျားကကျွန်တော်တို့ရဲ့ခါတိချင်းဘဝကနေထုံမြင်ချင်းတည်ဟူသောဆွေးဆိုတဲ့ထုံမြင်ချင်းရဲ့အသက်တာကိုကျွန်တော်တို့ပေးချင်တော့ဖျားဖြစ်ပါတယ်ဒီကနေ့လူသားရဲ့အသက်တာကျွန်တော်တို့စဉ်းစားတဲ့အခါမှာဖျားတခင်တည်ဆောက်ထားတဲ့ဒီဘက်လက်မြို့ကနေမောဘပြည်ပြောင်းရွှေ့ခဲ့တယ်ဒီမောဘပြည်ဆိုတဲ့အရာကဖျားတခင်မဂျွန်ရှာတဲ့နေရာဖြစ်တယ်ဒီနေ့အစာခေါင်းမချင်းဖြစ်သူတို့ပြောင်းလဲတဲ့အခါပြောင်းသွားတဲ့အခါမှာထိုနေရာမှာသူ့ရဲ့ယောက်ျားလေးဆုံးပါသွားတယ်သို့တော့တရက်မှာသူ့ရဲ့ယောက်ျားမဖြစ်တဲ့နော်မီယာဘယ်လိုမျိုးငါပြန်တော့မယ်မင်းတို့ဒီမှာနေခဲ့တော့ဆိုတဲ့ခါမှာအော်ရဘာတော့နေခဲ့တယ်သို့တော့လူသားကတော့ကိုလိုဖျောက်ဝေရွေးချင်ခဲ့ပါတယ်ဒီကနေ့ထိုနည်းလောက်ကောင်းပဲကျွန်တော်တို့ရဲ့တက်တာမှာဆုံးဖြတ်ချက်ချရအောင်ကိုရောဒီကနေ့2020ဆွေဒီဇင်ဘာယနေ့မြတ်မောက်ကာလမှာလူသားကဲတော့ကိုရောကိုးကြတဲ့ဖျောက်ကျွန်မကိုးကွယ်မယ်ကျွန်မကိုးကွယ်မယ်ကိုရောတည်တဲ့ညမှာကျွန်မတည်မယ်ဆိုပြီးဆုံးဖြတ်ချက်ပြန်ချရအောင်ဒီနေ့ကိုရောဖျားတံပြန်လဲပြောသိုးဝင်ချင်းကကြရအောင်ညီကောင်မတော်ဒီကနေ့မတတ်နိုင်တော့မှုရတယ်ကိုရောထန်ဆက်ကပ်ပြီးတော့အနံလက်နဲ့ကိုရောဖျားတံပြန်လဲပြောသိုးဝင်ချင်းကဖို့ရန်ဒီကနေ့အသက်တာထိုကဲ့သို့တက်ရှင်တဲ့ခါမှာလူသားဟာအမမထင်မဲ့နဲ့ပြက်လင်မျိုးရောက်တဲ့ခါမှာဘောဇာဆိုတဲ့လူပုဂ္ဂိုလ်နဲ့ဘုရားသခင်ကစုံစည်းကုန်ပေးခဲ့တယ်ဒီကနေ့သူရဲ့ချွေဝချမ်းသာခြင်းတထေးကတော့မဖြစ်ခင်မှာသူရဲ့သက်တာဘောဘပြည်နေတဲ့ချိန်မှာသူရဲ့ဆုံးဖြတ်ချက်ချမှန်ကန်ခဲ့တဲ့အတွက်သူဟာတနေ့တစ်ချိန်မှာတထေးကတော့ကြီးဘုရားသခင်ကချီးမြှောက်ခဲ့တယ်မုံဆုံးမဘွားကနေလင်းယောက်ျားရှိပြီးတော့တကယ်ပဲချွေဝချမ်းသာခြင်းကိုဘုရားသခင်ကပြင်ဆင်ပေးခဲ့တယ်ထိုနည်းလည်းကောင်းမှကျွန်တော်တို့ရဲ့မတတ်နိုင်တဲ့အရာဖျားရှိရဲ့မေတ္တာတော်နဲ့ဝေးကွာခဲ့တဲ့အရာကနေပြန်လည်ပြီးဒီကနေ့ဖျားထံတိုးဝင်ချင်းကတဲ့ခါမှာဒီကနေ့ဖျားရှင်ကလူသားကဲ့သို့အကောင်းဆုံးသောအရာကိုကျွန်တော်တို့ပြင်ဆင်ပေးမှာဖြစ်ပါတယ်ဟာလေလုယာဒီကနေ့လူသားကဲ့သို့ပြန်လည်ပြီးကိုရောဖျားထံပြန်လည်ပြီးတိုးဝင်ချင်းကလည်းနဲ့ကိုရောဖျားထံပြန်လည်ပြီးအသက်တာမြောက်ဆက်ကပ်လည်းနဲ့အော်အရာရာအလုံးကကိုရောကြောင့်ဖြစ်ပါလားဆိုပြီးကျေးဇူးတင်တော်စေနဲ့ကိုရောထံပြန်လည်ပြီးတိုးဝင်ချင်းကလည်းနဲ့နောက်ဆုံးတစ်ချက်တစ်ပုံအဖြစ်ကိုရောကိုတိတ်ကျေးဇူးတင်နေဆိုတဲ့အချင်းအဖြစ်မြတ်မောင်တော်ထဲမှာပြန်လည်ပြီးတိုးဝင်ကြရအောင်ချီးမွမ်းရအောင်ရွှေရှာဖွေပြတ်တာတွေတဲ့ပေးဝင်သူကိုရောရှင်တပါတဲ့ရှိနေတယ်ဘယ်လိုချီနေဘယ်လိုလူသားမျိုးမစိုးကိုရောရှင်မြေတမ်းချစ်နေတယ်မြင်မြတ်တဲ့အသွေးတော်သူလေးတို့
အပြစ်သားကျွန်ုပ်တွေအသက်ကိုစ ထိုယေရှုဖျားကိုကျေးဇူးတင်ကြောင်းပြောရအောင် ဘုံတော်ကိုသိကျေးဇူးတင်တယ်အစဉ်တော်ရချီးမွမ်းနေမယ်ဒီမတ်ကလေးတစ်ခုကိုချိန်တိုင်းနဲ့ပြောပါရစေဘုံတော်ကိုသိကျေးဇူးတင်တယ်အစဉ်တော်ရချီးမွမ်းနေမယ် ရှင်တဲ့ကနေပြောရ ဒီ အောင် မတ်ကလေးတစ်ခု ကို ကို တော်ကို အချိန်တိုင်းနဲ့ပြောပါရစေကျေးဇူးတင်တယ်ထိုရှင်ကိုယုံတော်သူ ထိုရှင်ကိုယုံတော်သူထာဝရသူကိုကိုရောရှင်ခါမဲပေးနေတယ် တစ်ချိန်တစ်ခါမှမမားတယ် ချိန်ခါမှမမားတယ်ဖယားတာလို့လူဝိညာဉ်လူတယ်လေဖြစ်စေတယ် ဖြောင်းမချင်း ဖြောင်းမချင်းမွေကိုသူအပိုင်ပေးနေတယ်အစင်မစားဖို့ဝိညာဉ်တော်ပေးတယ်ကိုယ်တော်ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေးတစ်ခုကိုအချိန်တိုင်းနဲ့ပြောပါရစေကိုယ်တော်ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေးတစ်ခုကိုအချိန်တိုင်းနဲ့ပြောပါရစေကျေးဇူးတင်တယ် ထိုရှင်ကို ထိုရှင်ကိုယုံတော်သူထာဝရတဲ့ကို ရှုံတော်သူတွေကိုလက်ဆောင်ကအခမဲ့ဖြစ်ပါတယ်မြေပေါ်မှာတော့တစ်ချိန်တစ်ခါမှ ချိန်ခါမမတဲ့ဘုရားတာလို့ ဝိညာဉ်လူ ဝိညာဉ်လူတဲ့လေဖြစ်စေတယ် ဖြောင်းမချင်း ဖြောင်းမချင်းမွေကိုသူအပိုင်ပေး နေ့ရက်စဉ်တိုင်းမှာစင်မစားဖို့အတွက် စင်မစားဖို့ဝိညာဉ်တော် ဒီနေ့ကျွန်တော်တို့ထိုရတော့ကျေးဇူးတင်ကြောင်းပြောရအောင် ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေးတစ်ခုကိုအချိန်တိုင်းနဲ့ပြောပါရစေကိုတော်ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေး နှလုံးသားထဲကရှောက်စီတိုင်းတရားတစ်ချမ်းကြွေးကြော်ရအောင်ကိုရကို တော်ကိုသိ ကျေးဇူးတင်တယ်အစထာဝရချီးမွမ်းနေပေဒီမစကားလေးတစ်ခုကိုအချိန်တိုင်းစနေကကိုရကို တော်ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေးတစ်ခုကိုအချိန်တိုင်းနဲ့ပြောပါရစေကိုတော်ကိုသိကျေးဇူးတင်တယ်အစင်တော်ရချီးမွမ်းနေတယ်ဒီမတ်ကလေးတစ်ခုကိုအချိန်တိုင်းနဲ့ပြောပါရစေကျေးဇူးတင်တယ် ကိုကိုကျေးဇူးတင်တယ်အချိန်တိုင်းမှာ Hallelujah မေတ္တာတော်ရှင်ပါဒီကနေ့ကျွန်တော်ကျမတို့ရဲ့သက်တာထဲမှာမေကြီးပေါ်မှာသက်ရှင်တဲ့အခိုက်အတန့်လေးတခဏအတွင်းမှာဒီ
ဒီကနေ့ကိုရောရဲ့မေတ္တာတော်နဲ့လွမ်းခြုံလင်းနဲ့နိုင်မီရွေအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ရဲ့ဘေးဥပုံမှအစင်မြဲခွေကားတော်ဖရာကိုရောရဲ့နာမတော်ဒီကပ္ပဆက်ဆက်မင်္ဂလာရှိ၍ကိုရောရဲ့နာမတော်ဒီကနေ့ဤမြေကြီးပေါ်မှာကိုရောရဲ့နာမတော်ဒီဤမြေကြီးပေါ်မှာတည်မြဲပါစေတော့ကိုရောရဲ့ကျေးဇူးတော်ဒီမင်္ဂလာရှိပါစေတော့ကိုရောရှင်ပြကျေးဇူးတင်တယ်ဒီကနေ့ရှင်မွန်းချင်းကိုဝေချင်းအလယ်မှာကိုရောရှင်ပြသူပါရှိတဲ့ကဲတော့ကျန်ရှိနေတဲ့အသက်တာမှာလည်းပြန်လဲပြောကိုရောလောကဘတော်နဲ့ပြန်လဲပြောဝိညာဉ်အစာဟာရပြန်လဲပြောဖြည့်ဆည်းပေးပါဒီကနေ့အလားနဲ့ပြန်မတူစေဘဲနဲ့ကောင်းကြီးမင်္ဂလာအဖျားဖျားနဲ့ပြန်တော်ရခွင့်ကိုပြန်လဲပြောပြင်ဆင်ပေးသနာတော်မူပါမယ်အကြောင်းဒီကနေ့ကျွန်တော်တို့ကိုအမိဝမ်းစဉ်ကနေရှိစဉ်ပြင်ချစ်တော်မူသောသားတော်ယေရှုဖျားရဲ့နာမတော်ကိုအမိပြု၍ဆုတောင်းလျက်နဲ့ရှင်မွန်းချင်းကိုဝေချင်းကိုကိုတော်လည်းဝတ်တယ်တော့အတိတ်တပံအနန္တလေးနဲ့ကျန်ရှိနေတဲ့ချိန်တိုင်းမြောက်ကိုလည်းလက်တော်ထဲနဲ့အတိတ်တပံယေရှုနာမကိုအမိပြု၍ဆက်ကလည်းနဲ့ဆုတောင်းကြပါတော့ပါအာမင်